ဒီနေ့သင်ခန်းစာကတော့ကျမချင်းကိုကျမသောဆက်ဆံရေးကိုဘယ်လိုမျိုးတည်ဆောက်မလဲဆိုတဲ့ခေါင်းစဉ်အောက်မှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကျမတဲ့ဆက်ဆံရေးတည်ဆောက်ဖို့ရန်အတွက်ယုံကြည်စိတ်ချမှုဆိုတဲ့အရာကတကယ်ပဲလိုအပ်တာဖြစ်တယ်။ယုံကြည်စိတ်ချမှုခိုင်မာပြီးတော့ရေရှည်တည်တံ့တဲ့ဆက်ဆံရေးတိုင်းရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ယုံကြည်မှုဆိုတာတသမတ်တက်ရှိမှပွင့်လင်းမြင်သာမှုနဲ့ယုံကြည်စိတ်ချမှုအပေါ်မှာတည်ဆောက်ထားပြီးစိုးရိမ်ပူပန်မှုဒါမှမဟုတ်တန်တရားတွေကိုမြင့်တင်ပေးမဲ့အစားလက်တွဲဖော်ဒီမှာလုံခြုံမှုနဲ့ကျေးဇူးတင်မှုခံစားချက်ကိုပေးစွမ်းခြင်းအဖြစ်ဆက်ဆံရေးကိုပြောင်းလဲစေပါတယ်။ယုံကြည်မှုကိုတသမတ်တဲ့လှုပ်ဆောင်မှုတွေဂတိတွေကိုတည်တတ်အောင်ထိမ့်သိမ့်မှုတက်ကြွစွာနားထောင်မှုနဲ့ကိုကြီးကိုယ်တာအားနည်းချက်တွေကိုဖြေရှင်းပြီးလှုပ်ဆောင်ဖို့ဆန္ဒရှိမှုတွေကတဆင့်ပြုစုပြိုးထောင်ပေးတာဖြစ်ပါတယ်။ဒုတိယချက်အနေနဲ့ချစ်ချင်းမေတ္တာဖြစ်ပါတယ်။ချစ်ချင်းမေတ္တာကိုဗဟုပြုတော်အသက်တာဆိုကျွန်တော်တို့အမှုတော်မြတ်မှာကျမ်းမာပြီးချစ်ချင်းမေတ္တာကိုဗဟုပြုတဲ့ဆက်ဆံရေးများတည်ဆောက်ဖို့ရန်အတွက်လူကိုဗဟုပြုခြင်းကနေပြီးတော့ခရစ်တော်ကိုဗဟုပြုမှုထဲမှာကျွန်တော်တို့ရွေ့လျားဖို့ရန်လိုအပ်တာဖြစ်တယ်။အခြားသူများကိုကျွန်တော်တို့ကနေပြီးတော့နေရာပေးတတ်ဖို့ရန်လိုအပ်တာဖြစ်ပါတယ်။ချစ်ချင်းမေတ္တာအဖြစ်ပူပေါင်းဆောင်ရွက်မှုအပြန်လန်ဂရုစိုက်မှုဖြစ်ပွားစေပြီးအားနည်းချက်များကိုလည်းဖာထေးပေးတာဖြစ်ပါတယ်။ချစ်ချင်းမေတ္တာပေါ်မှာတည်ဆောက်ထားတဲ့ဆက်ဆံရေးဆိုတဲ့ဟာကရွေချက်ရှိနဲ့ကြိုးပမ်းအားထုတ်မှုကတဆင့်ပြုစုပြိုးထောင်ပြီးတော့ပျော်ရွှင်မှုငြိမ်းချမ်းမှုနဲ့အပြန်လန်တိုးတက်မှုကိုမြင့်တင်ပေးတာဖြစ်ပါတယ်။နံပါတ်3ချက်အနေနဲ့တော့ကျွန်တော်တို့တသမတ်တီရှိခြင်းပေါ့နော်ဆိုတော့တသမတ်တီရှိတော့ဆက်ဆံရေးများဆိုတဲ့အရာကဆက်ဆံရေးဆိုတဲ့ဟာကယုံကြည်မှုနဲ့ရှင်းလင်းတဲ့နယ်နိမိတ်နဲ့ရွေချက်ရှိဖြစ်တည်ဆောက်ထားတာဖြစ်တယ်။ခေါင်းဆောင်မှုမှာပွင့်လင်းတဲ့ဆက်ဆံရေးဆက်သွယ်ရေးကိုမြင့်တင်ပေးဖို့ကျွန်တော်တို့လှုပ်ဆောင်နေတဲ့အချိန်မှာမိသားစုများကိုလည်းလစ်လူရှုခြင်းမရှိဘဲနဲ့တသမတ်တီကျွန်တော်တို့အသင်းတော်ကိုလည်းဦးစားပေးဖို့လိုအပ်တာဖြစ်တယ်။တသမတ်တီရှိမှုထိမ့်သိမ်းခြင်းမှာပုံမှန်ပါဝင်ဆောင်ရွက်မှုတက်ကြွစွာနားထောင်ပေးခြင်းနဲ့စစ်မှန်တဲ့လေးစားမှုပြသခြင်းတို့ပါဝင်တာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့အတီးပြုတ်ကြီးညာတက်ခြင်းဖြစ်တယ်။အကောင်းမြင်ဝါဒပေါ့နော်။အရာရာမှာကျမတို့အတီးပြုတ်တဲ့စကားလုံးဆိုတဲ့ဟာကအနုလက္ခဏာစကားလုံးများကိုအတီးပြုတ်ပြီးတော့ပြောနေတော့နေရာကနေပြီးတော့ဝိညာဉ်ရေးကြီးထွားမှုကိုအာယုံစိုက်တဲ့ဖရာသခင်ကောင်းမြတ်ခြင်းနဲ့ဖရာဂရိတော်စကားလုံးများကိုရိုးသားစွာဝန်ခံခြင်းတို့ပါဝင်တာဖြစ်တယ်။အဲ့ဒီအချိန်မှာကျွန်တော်ယုံကြည်ခြင်းကိုတိုးပွားစေတယ်ပြီးတော့တည်ဆောက်ခြင်းကိုရှိစေတယ်။ခရစ်တော်ထဲမှာရှိတဲ့စိတ်တဘောထားသည်ကျမတို့ထဲကနေပြီးတော့ထင်ရှားလာစေတာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ယောသားမှုတမာတိရှိမှုယောသားမှုနဲ့တမာတိဆိုတဲ့အရာဒီယုံကြည်မှုရဲ့စိတ်ချယုံကြည်မှုရဲ့အုတ်မြစ်များဖြစ်ပြီးတဲ့အခါမှာဆက်ဆံရေးများမှာနှစ်ဆိုင်တဲ့စိတ်ခံစားမှုချိတ်ဆက်မှုများဘေးကင်းမှုနဲ့လုံခြုံမှုကိုမြင့်တင်ပေးတာဖြစ်တယ်။ကိုရိကိုရတန်ဖိုးများကိုလည်းထိမ့်သိမ့်ပေးရင်းနဲ့နှုတ်ဖြစ်တော်၎င်းနှုတ်အားဖြင့်ပဲမဟုတ်ဘဲနဲ့ဆက်သွယ်ရေးနှမျိုးစလုံးမှာပွင့်လင်းမြင်သာမှုကိုကျင့်သုံးခြင်းပါဝင်တယ်။၎င်းဒီတန်တရားနဲ့ယုံကြည်မှုကိုကာကွယ်ပေးပြီးနောက်ဆုံးတွင်အပြန်အလှန်ကြီးထွားမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုမြင့်တင်ပေးတဲ့တည်ငြိမ်သောအုတ်မြစ်ကိုဖန်တီးပေးတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်တော့ပွင့်လင်းမြင်သာမှုရှိခြင်းလိုအပ်တာဖြစ်တယ်။နော်ယုံကြည်မှုတည်ဆောက်ခြင်းတာဝန်ခံမှုကိုမြင့်တင်ပေးခြင်းနဲ့အတူဗန္ဒာရေးအုပ်ချုပ်ရေးနဲ့မဟာဗျူရာမြောက်ဆုံးဖြတ်ချက်များကိုပွင့်လင်းမြင်သာစွာရှိပြီးတော့မျှဝေခြင်းဖြင့်အတိုင်းဝိုင်းကိုခိုင်မာစေတာဖြစ်တယ်။ထိရောက်သောခေါင်းဆောင်များကတော့ကိုကြီးတကိုယ်တာတာဝန်များနဲ့ပြည့်နေတဲ့သူမဟုတ်ဘဲနဲ့အသင်းတော်ကိုတေချာလမ်းညွှန်ပြီးလိုအပ်တဲ့အချက်လက်များကိုမျှဝေစေပြီးတသနာပြုလုပ်ငန်းများအပေါ်မှာအာယုံစူးစိုက်မှုမရှုံးစေပဲလှုပ်ဆောင်မှုတွေစစ်မှန်ကြောင်းတေချာစေဖို့လိုအပ်သောကဏ္ဍတစ်ခုမှာပါဝင်တာဖြစ်တယ်။နောက်တစ်ခုကတော့ဆက်ဆံရေးဆက်သွယ်ရေးနော်ဆက်သွယ်ပြောဆိုခြင်းကအတွေးအခေါ်များခံစားချက်များနဲ့လိုအပ်ချက်များကိုဖလှယ်ခြင်းဖြစ်တယ်။စကားအဲ့ဒီနေရာမှာတော့စကားပြောခြင်းပဲမဟုတ်ဘဲနဲ့တစ်ဖက်သားပြောတဲ့အရာတွေကိုတက်ကြွစွာနားထောင်ခြင်းနှမျိုးစလုံးပါဝင်တာဖြစ်တယ်
ဒီလိုတက်ကြွစွာနားထောင်ခြင်းအဖြစ်ယုံကြည်မှုကိုတိဆောက်ပေးပြီးတော့နော်တိဆောက်တဲ့တုံ့ပြန်ခြင်းရယုံတာမကပဲနဲ့တယောက်နဲ့တယောက်နားလေတဲ့ခြင်းလဲအကျိုးခံစားခွင့်ရှိလာတာဖြစ်တယ်။တခြင်းအချက်လက်များကိုတခုတနေရာထဲမှာရောက်ရှိလာဖို့ရန်အတွက်လူမှုမီဒီယာဒါမှမဟုတ် email တွေ website တွေစသဖြင့်နော်ဒီအမျိုးမျိုးသော channel ကနေပြီးတော့အသုံးပြုခြင်းအဖြစ်ကျွန်တော်တို့ဆက်သွယ်ဆောင်ရွက်နိုင်တာဖြစ်တယ်။နောက်တစ်ခုကတော့ကျွန်တော်တို့မိတ်ဆွေဖွဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်အမှုတော်မြတ်မှာမိတ်ဆွေဖွဲ့ခြင်းကမရှိမဖြစ်လိုအပ်တာဖြစ်တယ်။ခေါင်းဆောင်မှုတိုင်းမှာဖျားသခင်ပေးသနာတော်စုကျေးဇူးတစ်ခုဖြစ်ပြီးမွေးရပါအထီးကျန်မှုဒါမှမဟုတ်ညင်းပယ်ခံမှုတွေကိုဖယ်ရှားပေးတာဖြစ်တယ်။အားနည်းချက်များအပေါ်မှာစိတ်ခံစားမှုဆိုင်ရာပံ့ပိုးမှုနဲ့ဝိညာဉ်ရေးတာဝန်ယူမှုတွေအတွက်လည်းလုံခြုံမှုကိုခံစားစေတာဖြစ်တယ်။ခေါင်းဆောင်မှုနဲ့အမှုတော်ဆောင်ခြင်းမှာဇွဲလုံးလောက်ရှိဖို့ရန်အတွက်ကူညီပေးတယ်ပံ့ပိုးပေးတယ်စစ်မှန်တော့မိတ်ဖွဲ့ခြင်းမှာရိုးသားမှုနဲ့အတူတန်ကိုတန်ဖြစ်ဆက်စေသောအကြံဉာဏ်များကိုပေးခြင်းခွန်နဲ့အတူခွန်အားဖြစ်စေပြီးတော့ပြင်မနှွမ်းနယ်မှုကိုကာကွယ်ပေးတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်။နောက်ဆုံးတစ်ခုကတော့စစ်မှန်တော့တပည့်တော်ဖြစ်ခြင်းเนาะဆိုတော့အမှုတော်မြတ်မှာစစ်မှန်တဲ့တပည့်တော်ဖြစ်ခြင်းကတော့လူတွေကိုယေရှုနောက်ကိုလိုက်နိုင်ဖို့ရန်အတွက်လိုက်ဖို့ရန်အတွက်ဝိညာဉ်ရဲ့ယဉ်ကျေးမှုပါကြီးထွားပြီးတော့စင်ပွားတပည့်တော်များမွေးထုတ်ခြင်းတပည့်များပြားစေရန်အတွက်เนาะကျမတို့တက်တာများကူညီပေးတဲ့ရွေချက်ရှိတဲ့အမှုတော်လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ပါတယ်ဒီနေရာမှာခရစ်တော်ကဲ့သို့ဇယိတ်လက္ခဏာကိုပုံဖော်ခြင်းနဲ့အတူခရစ်တော်ရဲ့ပြည့်ညတ်တော်များကိုနှာခံဖို့ရန်အတွက်သင်ကြားပေးခြင်းနဲ့ဆက်ဆံရေးတာဝန်ခံမှုကိုမြင့်တင်ပေးခြင်းတသနာပြုလုပ်ငန်းများမှာယုံကြည်သူများကိုဖွဲ့စည်းခြင်းတို့ပါဝင်တာဖြစ်တယ်ဒီအကြောင်းအရာအားလုံးကတော့ကျမ်းမာတဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ခြင်းအဖြစ်ဖျားဘုံတော်ထင်ရှားစေဖို့ရန်အတွက်ကျွန်မဒီနေ့ဝင်ငါတာဖြစ်ပါတယ်အားလုံးဖျားရှင်ကောင်းကြီးပေးပါစေ